မှာတစ်ချက်အဆူဆူပါဒါတို့ညွန့်နေသလားအရန်တို့ကောင်းလားဒါပြည့်ညွန့်နေမှုကြီးနာပဲမင်္ဂလာပါအဲ့တော့ဒီနေ့မရှိရှိတာလေးနဲ့ပေါ့နော်စက်တုံတုတ်ရင်တရသီးအညွန့်လေးရယ်နဲ့ထမင်းမမိန်လေးစားပြမှာပဲဖြစ်ပါရဲ့ရှင်ပကံဖျားတွေရှောက်ဖူးထားပြီးတော့ရှောက်သွားထားတယ်ဆိုတော့ဈေးမတော်မီဘူးပေါ့နော်အဲ့တော့တို့စရာမရှိရတဲ့အတွက်ကြောင့်မလို့အိမ်မှာအလွယ်တကူရတဲ့တရညွန့်လေးတွေပဲတို့ဖို့အတွက်ကိုလိုက်ခုဖြစ်ပါရဲ့ဒီမှာတရညွန့်လေးပေါ့နော်အညာရတော့လည်းအညာသူပေါ့အေးလောပြည့်ကိုရီးယားစားတတ်ပါတယ်ဒီမှာငပိရမကောင်းတဲ့ခါကျတော့ကိုကငပိရနဲ့အရန်စားကြတယ်အဲ့တော့ငပိရမရှိတဲ့ခါကျတော့စက်တုံတုတ်စားမယ်ပေါ့နော်ဒါတရညွန့်လေးမှုကြီးနာပဲစားမယ်နော်တရညွန့်လေးပြည့်ခေါင်းရမှာတမ်းများသည်စက်တုံတုတ်ကိုဒီတို့ကတမ်းများသီးလေးညှစ်ပြီးတော့တုတ်စားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တမ်းများသီးခူးနေရပါအရင်တော့ဆိုရင်လေမေဖူဒီတို့အိမ်ကဒီအပင်ကတမ်းများသီးကအရန်ကိုမှအရေလဲရှွှနေပေါ့နော်အလုံးတွေအများကြီးကိုပြုတ်သိမ့်နေအောင်တီးတာပါဒီနှစ်တော့အသီးလဲနေပြီးတော့မှအသီးမကြည့်ခင်တည်းကကျွေးကြသွားတယ်တဲ့မေဖူဒီကပြောရတယ်ပေါ့နော်အဲ့တော့မရှိရှိရလေးလိုက်ပြီးတော့ခူးပါမယ်အခုချိန်ကတမ်းများသီးရှားတဲ့အချိန်ဆိုတော့အခုလိုတမ်းများပြေတပင်ရှိရလဲရွှေပင်နဲ့မချဘူးပေါ့နော်ရန်ကုန်မှာဆိုရင်လည်းအလုံးတိတိတစ်လုံးကို1000ပေးရတယ်ပေါ့နော်မလေးဟာဒီမှာနှလုံးဘူးရပါပြီနော်လေးလုံးလားပလေးဖိနာဆိုပါတစ်ချက်စက်တုံတုတ်ကလည်းတိုင်းမြသီးနဲ့မှကောင်းတယ်တမန်တည်းဒီမနေ့တော်အရေးရွှန်းတာဒီဟာကောင်းတာဒါပေမဲ့ရေမရလို့တဲ့ဖိမှာတစ်ချက်အဆူဆူပါရေမရလို့လည်းဟိုလည်းမဖြစ်ဟောဒီမှာအရေးတော့ဒါတို့ညွန့်နေသလားအရန်တို့ကောင်းလားကြမယ်တော့ခဏစားအေးပြဘူးလို့တို့စားမယ်လေကဲတို့စရာရပြီလာကျက်သွန်စိမ်းလေးတုပ်ပါမယ်ပပလိထားတဲ့ကျက်သွန်လေးတွေကိုရေနဲ့ပေါ့နော်2ထပ်3ထပ်လောက်အင်တာတွေစီးလိုက်တယ်ပြီးလို့ရှိရင်တော့အချိုမုတ်ရယ်စားရယ်ငံပြရည်ရယ်ငရုတ်သီးအကြက်မှုတ်လေးဆက်ဆက်လေးများများလေးထည့်မယ်ပြီးရင်တက်မရရည်ရွှဲရွှဲလေးနဲ့ပေါ့နော်စီလေးပါလီကလေးထည့်ပြီးတော့မှကျက်သွန်စိမ်းလေးတုပ်စားပါမယ်ကျက်သွန်စိမ်းကိုလေအတဲကလေကိုယ့်ဘာနဲ့ကိုယ်အဲ့လိုမျိုးရေ2ထပ်3ထပ်လောက်စီးပြီးတုပ်စားရဲဆိုလို့ရှိရင်အရန်ကြိုက်ပါတယ်ထမင်းလည်းစားပြီးတော့စားလို့လည်းကောင်းတယ်ပေါ့နော်နောက်ပြီးတော့အခုလိုချိန်ကအညာမှာရာသီဥတုကလည်းအရန်ပူနေတာဆိုတော့အသားဟင်းတွေနဲ့မစားခြင်းပဲနဲ့အခုလိုမျိုးချစ်ချင်းငန်းငန်းဆက်ဆက်လေးနဲ့ထမင်းစားရတာအရန်ကောင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့နေ့လည်စာဆိုလို့ရှိရင်အဲ့လိုချင်းငန်းဆက်လေးကမဖြစ်မနေပါအောင်ထည့်ပါတယ်ဒါကတော့မေဖူဒီတို့အိမ်ကတံမြာပင်ပေါ့နော်အခွန်မပလေးနဲ့အလုံးသေးသေးလေးတွေကစားအရန်အရေးရွှတ်ပါတယ်တံမြာသီးပြများလေးနဲ့ကျက်သွန်စိမ်းလေးကိုချင်းငန်းဆက်လေးပေါ့နော်တုပ်ပြီးတော့စားပါမယ်ရှင်တကယ်လို့နေရန်ဘူးလို့ထမင်းစားမကောင်းဆိုလို့ရှိရင်လည်းအခုလိုမျိုးလေးကျက်သွန်စိမ်းလေးနဲ့တံမြာသီးအရေးရွှဲလေးတုပ်ပြီးတော့မှစားကြည့်ကြည့်ပါအဲ့တော့မထင်ရလောက်အောင်ထမင်းစားတော်တော်လေးကိုကောင်းခဲ့တယ်ပေါ့နော်ကျမရဲ့ကျက်သွန်တုပ်ချင်းငန်းဆက်လေးစားကြပါအောင်ရှင်ဒါကျက်သွန်တုပ်အစောမှတုပ်ထလိုက်တာချန်စီကိုတက်ခွာပြီးခူးထားတဲ့တံမြာသီးနဲ့ဒါအမဲကျော်ဒီမှာဒါတရညွန့်ပါရှင်ညာမနေရတဲ့အညာလိုပဲပေါ့နော်ငပိအရန်စားကြတယ်တော့ငပိအရန်စားကြတယ်ကောင်းပါမေဒီညွန့်လေးကမဖန်ဘူးတော့ဟုတ်လားကိုနဲ့မရပါလားပါအခါမအားရမစားဘူးလို့ဥပ္ပယံလည်းပြောတယ်တုတ်ထားတယ်ငါပြီးတော့ဟာပဲဒီမှာငါပြီးရမယ်ညဟုတ်လားအဲ့တော့ခါထားပြအော်မှာဆုံးလို့ကျိုးပိတ်တာလူစားတော့ကောင်းနေတယ်น้องกันป้ากินเนาะไอ้หลับเจ็บหลับจังที่ไหนก็มาบอกรู้สึกอะไรยังไม่อยากจะรีบอาป้อนอาจจะซ้ำไม่กันสินะป้อนเราซ้ำนะซ้ำก็มาทำมันนี่จะเป็นคนหนึ่งปีกันเข้าไปจะต้องทำมันเนี่ยไอ้ยังอยู่เลยเนี่ยตัวจริงเนาะไอ้ยังก้าวใหม่เราเพื่อนซ้ำหรอ
嗯。